ကဲဒီမှာပေါ့နော်ကျွန်တော်အခုလောက်မှဒီမော်တာလေးတစ်လုံးဒါ9ပိုင်9 HP ပေါ့နော်9ပိုင်9 HP ကျွန်တော်ဒီစေမုံမယ်မိခန်းစက်ကိုထည့်မယ်ဒါဘောလုံးဆက်ပေါ့နော်အဲ့လိုလေးကဲဒီကောင်းလေးအားပြီးဆိုလဲ3000ပေါ့နော်ဒါ17 73 15ဆိုပြီးတော့17နှစ်ခါဝင်နေထည့်ထားတာပေါ့နော်ဒီလိုနဲ့ထည့်လို့ရတာပေါ့နော်ဒီလိုနဲ့ထည့်လို့ရတယ်ဒါကျွန်တော်တို့ထည့်လို့ချင်းဒီဟာတွေမျက်နှာချက်ဆိုင်ပေါ့နော်မျက်နှာချက်ဆိုင်အားလုံးကတော့ကိုလိုထည့်လဲမျက်နှာချက်ဆိုင်တော့ဖြစ်တာပဲဒါပေမဲ့ပုံစံမတူဘူးပေါ့နော်က
ဒီလိုကြည့်တယ် Ini online. ဒါ ဒါလက်ဖက်ပဲပြီးသေးတာပေါ့နော်ဒါနောက်ထပ်လက်ဖက်ကြံသေးတာပေါ့နော် liquid သူကတူပို့ဆိုတော့လေ